အကိုဖြစ်သူအိမ်ပြန်ရောက်တဲ့အချိန်မှာပဲမိဖုရားဖြစ်တဲ့ညီမလေးဟာထုံတန်းမှာကျိုးဆွဲချတည်ဆုံးနေတာကိုမြင်လိုက်ရတယ်ဒါတင်မကသေးဘူးတမိသားစုလုံးတွေးအိုင်ထဲမှာတည်ဆုံးနေကြပြီးတိုက်တိုက်ဆိုင်ဆိုင်ပဲအသက်ငင်နေတဲ့မိခင်ဖြစ်သူကနောက်ဆုံးထွက်သက်နဲ့ပြောပြရှာတယ်ဒီလူသက်သမားဟာအခြားသူမဟုတ်ဘူးလက်ရှိအေဂရစ်မင်းနဲ့နန်းတွင်းကိုလုတ်တော်ပဲအကြောင်းရင်းကတော့ကိုလုတ်တော်ကညီမဖြစ်သူကိုမိကြီးခဲပေါ်မှာကပြဖို့အတင်းကျပ်ခိုင်းတာကိုငင်းဆန်ခဲ့လို့ပဲပြီးတော့ရှုကုန်းစစ်တပ်ရဲ့ကလဲစားခြင်းမှုကိုကြောက်တာကြောင့်တမိသားစုလုံးကိုပါရဲရဲဆက်ဆက်တက်ပစ်ခဲ့တာမိခင်ဖြစ်သူကသူ့ကိုဝေဝေးပြေးဖို့မှာကြားပေမဲ့သူကတော့ကလဲစားချေဖို့ဆုံးဖြတ်လိုက်တယ်မိခင်ကစိုးရိမ်တကြီးနဲ့မင်းတယောက်တည်းနဲ့အေဂရီရဲ့တန်ချီတဲ့စစ်တပ်ကိုဘလို့ရင်ဆိုင်မှလဲလို့မေးလိုက်တဲ့အခါကျွန်တော်တယောက်တည်းလို့ဘသူပြောလဲစကားလဲစုံရောကောင်းကင်ရံမှာမရေမတွက်နိုင်တဲ့ကြီးကန်းအုပ်ကြီးတွေပြန်တန်းဝဲလဲပြီးရောက်ရှိလာကြတယ်ဒီတော့မှမိခင်ဖြစ်သူဟာကောက်ယူမွေးစားထားတဲ့ဒီကလေးဟာတာမန်လူမဟုတ်မှန်းသဘောပေါက်သွားတော့တယ်အမှန်တော့လွန်ခဲ့တဲ့10နှစ်ကမြောင်ကျန်းမျိုးနွယ်စုဟာတညရဲနဲ့အစုလိုက်ပြုံလိုက်တက်ဖြတ်ခံခဲ့ရတာသူ့ရဲ့အရေးပြားထဲမှာစီးဆင်းနေတဲ့တာရဲတွေကိုစေခိုင်းနိုင်တဲ့မော်ဆွမ်းအားကိုမိခင်အရင်ကမကွဲလွန်ခင်မှာပိတ်ဆို့တစိမ့်ခတ်ထားခဲ့တဲ့ဒါဟာသူ့ကိုကာကွယ်ဖို့ဖြစ်ပြီးအရွယ်ရောက်မှသာဒီဆွမ်းအားကပွင့်လာမှာပါတန်ကောင်းစွာနဲ့ပဲစစ်သူကြီးကတော့သူ့ကိုတွေ့ပြီးတနာလို့မျိုးတော်ကိုခေါ်လာခဲ့တဲ့စစ်သူကြီးကလည်းသူ့ကိုတားရင်လို့ဂရုစိုက်ပြီးချက်ကျွေးခဲ့တယ်လို့တခြားကလေးတွေအနိုင်ကျင့်ရင်လည်းညီမဖြစ်သူကအမြဲကာကွယ်ပေးခဲ့တယ်ဒါပေမဲ့အခုတော့သူ့ရဲ့မိသားစုဝင်အားလုံးတညရဲနဲ့မရှိတော့ဘူးမိသားစုကိုတကြိုပြီးနောက်သူဟာတားရဲ့အုပ်ကြီးကိုဦးဆောင်ပြီးရက်ဆက်တဲ့အေဂရစ်ကိုတတ်ဖို့နန်းတော်ကိုချီတက်ခဲ့တယ်ဒါပေမဲ့အေဂရစ်ကတော့လုံးဝမကြောက်ပဲတိရစ္ဆာန်အုပ်စုပဲလို့ထင်ပြီးလှောင်ပြောင်နေခဲ့တယ်တကယ်တော့အတိတ်တုန်းကဒီအေဂရစ်ဟာတခြားမင်းသားတွေရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရလို့စစ်သူကြီးစီမှာအကူအညီတောင်းခဲ့ဘူးတာစစ်သူကြီးကညှင်းပယ်ခဲ့ပေမဲ့ညီမဖြစ်သူကတောင်းပန်ပေးခဲ့လို့သာတစ္ဆာကတိတွေပေးပြီးစစ်သူကြီးစစ်တပ်နဲ့ထီးနှန်းကိုအသိမ်းပိုက်နိုင်ခဲ့တာအခုတော့အာနာရတာနဲ့ကျေးဇူးကမ်းပြီးတမိသားစုလုံးကိုတပ်ပစ်လိုက်ပြီးသူကအေဂရစ်ကိုနာကျင်စွာနဲ့မေးခွန်းထုတ်တယ်အေဂရစ်ရဲ့အဖြေကတော့စစ်သူကြီးရဲ့အရှိန်ဝါကမြင်မလုံးလုံးတက်ရတာဖြစ်ပြီးညီမဖြစ်သူကတော့အေဂရစ်ရဲ့တင်ငယ်ခဲ့တဲ့အတိတ်ကိုသိနေတဲ့တူဦးလေးတော်သူမို့လို့အဲ့ဒီအရှိရစရာမှတ်ဉာဏ်တွေကိုဖျောက်ဖျက်ဖို့တပ်ပစ်ရတာတဲ့ဒီလိုရေစရာကောင်းတဲ့အကြောင်းပြချက်နဲ့မိသားစုကိုတတ်ခဲ့တာကြောင့်သူဟာကလဲစားချေဖို့ပြင်ဆင်လိုက်တဲ့ကိုလုတ်တော်နဲ့အမတ်တွေကတော့သူ့ကိုတေရင်းနဲ့တက်တက်လာထိုးတဲ့လူမိုက်တယောက်လိုလှောင်ရင်နေကြတော့သူကယူသွစွာနဲ့အကျယ်ကြီးရေမောလိုက်ပြီးမင်းတို့အားလုံးတေခါနီးနေပြီးတာတော့မသိကြသေးဘူးပဲအေဂရစ်ကမိတုတ်တွေနဲ့တာရဲတွေကိုတိုက်ခိုက်ခိုင်းလို့ဝန်ပလွေတွေဆုတ်ခွာသွားတဲ့အခါအမတ်တွေကပို့ပြီးလှောင်ပြောင်ကြပြန်တဲ့အေဂရစ်ကသူ့ကိုအလောင်းဖတ်ဆယ်လို့ရအောင်ကိုတက်သေးဖို့ပြောတဲ့အခါဒါတွေပဲရှိတယ်လို့ဘသူပြောလဲသူလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ရုတ်တရက်မဲမောင်နေတဲ့မိုးတိမ်ကလေးကြီးကနန်းတော်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီးမြင်းကလေးတွေလှုပ်ခတ်သလိုနန်းတော်ကြီးတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားတော့တယ်ဒါဘာကြီးလဲ